Thai Tuna Industry Association and Thai Food Processors Association present The Position of Life and the Dream of a Long Way from Home Man, created by the Mirror Foundation to express the thoughts, hope, and freedom of migrant workers in the tuna industry. အတီးကြမ်းသေးတယ်။ဘာလို့လဲဆိုတော့အဓိကအခုလောလောဆယ်ရီမှန်းထားတာတော့ကိုအိမ်နဲ့မြေနဲ့အဲ့ဒီ6နှစ်လောက်မှအခုဒီနီကောမလာလောက်တာပစ္စံလဲမြများစူးမိတယ်နောက်ပြီးတော့အဖေမေတွေကိုလည်းမြများပို့ပေးရတယ်။ဒါပြီးစိတ်ထဲမှာလည်းပဲပစ္စံမြများရတယ်ဆိုတော့ကိုယ်စိတ်ထဲမှာလည်းပျော်တယ်လို့မျိုးလည်းဖြစ်တာခံစားရပါတယ်။เนื่องจากว่าประเทศเพื่อนบ้านก็อาจจะมีความยากลำบากต่างพอเข้ามาเมืองไทยก็อย่างน้อยก็สามารถมีรายได้ส่งเงินกับประเทศสามารถที่ดูแลครอบครัวအခုဆိုရင်26နှစ်လောက်ရှိပြီဒီမှာလောက်တာ6နှစ်လောက်ရှိပြီပေါ့နော်အဲ့ဒီ6နှစ်လောက်မှာအခုဒီနီကောမလာလောက်တာရှမ်းပြည်မလာခင်ကဒီမကစပါခင်းနေလောက်တယ်ဗမာပြည်မှာကြတော့တိတ်ပြီးတော့လုံးမရှိဘူးအဲ့ဒါကြောင့်မို့ရှမ်းပြည်ဝင်လာပြီးတော့ဒီရှမ်းပြည်မှာပစ္စံများများရအောင်ဆိုပြီးတော့ဝင်လာတယ်ဒီမှာဟိုတုန်းက passport မရှိသေးဘူးအဲ့ဒီတန်တောင်းဘတ်ဝန်ဘန်နဲ့ပဲလောက်ရတယ်အဲ့ဒီဘန်နဲ့လောက်ပြီးတော့နောက်တော့မှသူက passport ဆက်ပြီးတယ် Pat, a nickname used among her close friends, is one out of millions of ladies who travel from their hometown to seek a job in Thailand. There's also Noom, a Burmese man who has a similar dream as hers. ဘဝပြီးမှနေတော့လည်းဒီလိုပါပဲအမှစီးပွားရေးဆိုလည်းကိုကကျောင်းထွက်ပြီးတာနဲ့ဒီကိုတန်းတက်လာခဲ့ဆိုတော့ Nowadays, Noom and his wife work to secure their future lives, wishing that their family and their recent 3-year-old son are able to live together in their own home with their own business in Myanmar. ဒီမှာလောက်တာကကိုတငယ်ချင်းတွေနဲ့အုပ်စုလိုက်ပြီးတော့လောက်ရတာလည်းပျော်တယ်နောက်ပြီးတော့ဝဏတွေပါတွေနဲ့လည်းပြောဆိုတာလည်းစင်ပြေတယ်နောက်ပြီးသူတို့တင်ပေးတဲ့စမ်းစကားတွေကိုလည်းတက်လာတဲ့အချိန်မှာကိုယ်စိတ်ထဲမှာတမျိုးပျော်ရွှင်မှုတွေလည်းခံစားရပါတယ် passport ရှိတဲ့သူတွေကဒီကိုလာလို့ရတယ်ဒါပြီးတော့ဒီမှာခြံရလာတာအခုဆိုရင် passport လည်းအကုန်လုံးလုပ်ပေးနေပြီနော်ပေးတဲ့အခွင့်အရေးတွေပေါ့နောက်နေမကောင်းစားမကောင်းဖြစ်လို့ရှိရင်တော့ဆေးရုံမှာကိုကျမရေးရပေါ့ကျမရေးမကောင်းရင်နေမကောင်းရင်လည်းတရေဖြစ်နေရဖြစ်ပေါ့အဲ့ဒီသူတို့ဆေးစာရေးပေးတာပေါ့အဲ့ဒီဆေးစာနဲ့ဒီအလုပ်ရုံနဲ့အဲ့ဒီဆေးစာနဲ့နားပိုက်ပွဲရှိတာပေါ့နော်အချိုးကစားခွဲရတော့တနေ့စာလောက်ရက300နဲ့တစ်ပတ်ရတယ် Since Pat and Noom have been working in the tuna industry in Thailand, they still have their own freedoms and rights to live like others. They are able to go wherever they want. They are free to communicate and also have the right to spend their money. เขาอยู่ได้เราก็อยู่ดีเขาอยู่ดีเราก็อยู่ได้เช่นเดียวกันบริษัทขาดเขาไม่ได้ขาดแรงงานไม่ได้เพราะว่าคนไทยไม่ทำแล้วเมื่อขาดเขาไม่ได้เราต้องดูแลเขาตามกฎหมายคุ้มครองดูแลเขาไม่ไปละเมิดสิทธิแรงงานไม่ไปทำเรื่องแรงงานบังคับค้ามนุษย์นี่เป็นโจทย์ที่สำคัญมากๆก็ทำให้สังคมเราอยู่ด้วยกันอย่างสงบสุข